Hello မင်္ဂလာပါဒီနေ့ကတော့ဒီလေးလပိုင်းဆက်ရှင်နေမှာပြတ်သွားတဲ့ပွဲလေးကြောင်းပြောပြချင်တာပေါ့နော်နောက်ပြီးတော့ညီလေးကျမကြီးကိုဒီစိုးရင်နေတဲ့ပြည်သက်ကြီးကိုလည်းပြောပြချင်တာပေါ့နော်ညီလေးပွဲပြတ်သွားတာတော့ညီလေးရဲ့မျိုးလုံးထဲမှာ sport ဆိုတဲ့အဆက်လေးအဆက်ပေါ့နော်မျိုးလုံးမှာအဆက်တွေးတော့ဒီဝမ်းကားဆရာဝန်တွေကဟိုထိုးခွင့်မပြုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပွဲပြတ်သွားတယ်အခုကညီလေးကျမကြီးကိုစိုးရင်နေတဲ့ပြည်သက်ကြီးကိုပြောပြချင်တာပေါ့နော်ဒီလေးမှာဖြစ်နေတဲ့ဒီ sport ဆိုတဲ့ဒီအဆက်လေးကတမန်လူဒါမှမဟုတ်ဒီလက်ဝဲမဟုတ်ဘဲနဲ့ဒီပင်ကစားနည်းဆိုရင်တော့ဘာမှကူးသားမှုမလိုဘဲနဲ့သူတို့ကရှင်မြန်လို့ရတယ်ပေါ့နော်ညီလေးကကြတော့တိုက်ခိုက်ကစားမှဖြစ်တဲ့အတွက်ကိုသူ့ရဲ့ဒီမျက်လုံးကိုကာဝမှုအနေနဲ့ကူးသားမှုခံယူခိုင်းတာပေါ့နော်အဲ့တော့ဒီတချို့ဒီမီဒီယာတွေမှာတချို့ပေးတွေမှာပြောနေတယ်လို့အရန်ဆိုးရင်ရတယ်လို့တလားဒီ6လတစ်နှစ်နားမယ်ဆိုတာမျိုးတွေကလည်းမဟုတ်ဘူးเนาะအခုကျွန်တော်တို့လိုအပ်တဲ့ညီလေးတို့လိုအပ်တဲ့ကုသမှုတွေလည်းခံယူပြီးပြီကုသမှုခံယူသွားလို့ရှိရင်ဆိုတော့တပတ်နေလို့ရှိရင်ကျွန်တော်ကအပေါ်စားထွေနီလေးတို့ပြန်လို့ရပြီဒါပေမဲ့ဆေးမှတ်တမ်းရတော့ကျွန်တော်ကတလားတိတိတော့ပြန်မွေးတွေတော့မဝင်ရပါတော့တလားပြီးသွားတယ်ကျွန်တော်ကပြန်မွေးတွေစောင့်ဝင်လို့ရပါပြီဟုတ်အဲ့တော့ညီလေးတန်းစင်အနေနဲ့ပေါ့နော်အဲ့ဒီလိုမျိုးသူတို့ပြောတဲ့အချိန်မှာညီမျက်လုံးကနားရတာကျင်တာတွေပါခံစားရတာရှိရလားကျွန်တော်ခုချိန်ကြီးတော့ဘာမှနာကျင်မှုမခံစားသေးဘူးဒီတလားနာပြီးလို့ကျွန်တော်ပွဲပြန်ထိုးတဲ့အချိန်ကြရမှာနော်ကျွန်တော်အရင်တက်အများကြီးကိုကျူးလာခဲ့မယ်ပြည့်ရည်ရှိလည်းအကောင်းဆုံးပြန်ပြန်လာခဲ့မယ်ကျွန်တော်လည်းအရင်တက်ပို့ပြီးအားပေးကြပါဦးဟုတ်ကဲ့ပါညောလေးနေမယ်နော်ဟုတ်ပါကျေးဇူးတင်ပါတယ်